ခမားနဲ့တွေ့ဆုံခွင့်ရတာစောချင်းနောက်ကျခြင်းတွေအတွက်ဘာမှစောရကတက်မနေချင်တော့ပါဘူးခမားကိုချစ်ခွင့်ရတာကိုကမှကျွန်တော်ဘဝရဲ့အနှစ်သာရပါပဲကျွန်တော်မမျှော်မှန်းနိုင်ခဲ့တဲ့အေးမြတဲ့ကဘာလေးကိုယူဆောင်လာပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဟာအနှစ်30လုံးထင်ရဆိုင်မောင်းနှင်လာခဲ့တဲ့ယထာတစ်စင်းပါအမှန်တိုင်းဝန်ခံရရင်ကျွန်တော်အိမ်ပြန်ချိန်တွေကိုစိတ်ပူနေတတ်တဲ့တစုံတစ်ယောက်နဲ့ကျွန်တော်ဟာအသားတကျမဖြစ်သေးပါဘူးမိသားစုကအစတွေ့ဘူးသမျှလူတွေစီကနှွေးထွေးတဲ့မေတ္တာတရားကိုမရခဲ့ဘူးတာမို့ကျွန်တော်ဟာနှွေးထွေးတဲ့မေတ္တာတရားနဲ့လည်းအသားတကျမဖြစ်သေးပါဘူးကျေးဇူးပြုပြီးကျွန်တော်ကိုနားလဲပါခမားပေးလာတဲ့ဂရုစိုက်မှုတိုင်းဟာကျွန်တော်အတွက်တော့အိမ်မက်ဆန်တဲ့အပြုအမူတွေကြီးပါပဲအခုဆိုနေဝင်ရင်အိမ်ပြန်ကြတဲ့ငှက်ကလေးတွေကိုရဲရဲဝံ့ဝံ့ကြည်ရဲပြီးတနေရာသွားတိုင်းတစုံတစ်ယောက်စိတ်ပူနေမှာကိုသတိရတတ်ပြီးလောကဓာတ်တွေနဲ့ကြုံတဲ့အခါတိုင်းအရင်လိုသေဖို့ကြီးမတွေးတော့ပဲပုံခိုရမယ်ပခုံးစုံးလေးစီကိုဥတီပြေးတတ်ခဲ့ပြီကျေးဇူးပြုပြီးကျွန်တော်ကိုဆက်ချစ်နေပေးပါကျွန်တော်ရဲ့အကြောက်တရားမှာခမားကိုမဆုံးရှုံးရဖို့ထိတ်ဆုံးကပါဝင်ခဲ့ပြီးခမားမျက်ကွယ်ရာပဲဖြစ်ဖြစ်ခမားရှိမှာပဲဖြစ်ဖြစ်ကျွန်တော်လိမ့်လိမ့်မာနေပါမယ်ကျေးဇူးပြုပြီးကျွန်တော်ကိုဆက်ချစ်နေပေးပါမကောင်းမှုပဲဖြစ်ဖြစ်ကောင်းမှုပဲဖြစ်ဖြစ်ခမားနဲ့အတူတူပြုပါမယ်ဆင်းရဲဖြစ်ဖြစ်ချမ်းသာဖြစ်ဖြစ်ခမားနားမှာနေပါမယ်ဘာကိုမှတိတ်များမတွေးတော့ပါဘူးငြိမ်းချမ်းတဲ့တရားဓမ္မချားမှာပဲအတူတူအုံမင်းကြမယ်ကျွန်တော်ကိုချစ်မြဲချစ်နေပေးပါဟုတ်ကဲ့ဒီကြပြလေးကိုရေးဆက်ထားတဲ့သူကတော့ Frozen ဖြစ်ပြီးတော့အခုရွတ်ဖတ်တင်ဆက်ပေးတဲ့လူကတော့ကျွန်တော်လွှမ်းဝေအောင်ရေးနေကြောင်းဖြစ်ပါတယ်ခင်ဗျာ